အစမှာပဲကျွန်တော်တို့ရဲ့အဓိကဆက်ဆောင်ဇင်းနစ်ဟာအမောင်ထုတွေဖုံးလွှမ်းနေတဲ့ကိုကြီးတစ်ခုထဲမှာသတိမိနေရကနေနိုးလာခဲ့ပါတယ်။သူကဒါဟာလျှို့ဝှက်ကူပေးမှန်တစ်ခုလားဆိုပြီးဘေးဘီကိုရှောက်ကြည့်နေတော့မှပဲရုတ်တရက်လေတူတွေကနေမတ်တက်ထရက်ဆန်းဆိုတဲ့အေးဆက်ဆက်အမိတ်ပေးတန်ကြီးထွက်ပေါ်လာပါတယ်။ဇင်းနစ်လည်းအန်အော်ဘီထွက်လိုက်တဲ့အချိန်မှာပဲဘာကြောင့်ပြချက်မှမရှိပဲမင်းအခုပဲတေပေတော့ဆိုတဲ့ကြောက်စရာကောင်းတဲ့အတန်ကြီးနဲ့အတူတိုက်ခိုက်မှုတွေစတင်လာပါတော့တယ်။ဒါပေမဲ့ဒါဟာတကယ်တမ်းတော့ဇင်းနစ်ရဲ့စိတ်ကူးအိမ်မက်ထဲကအောက်မေ့ပွဲဖြစ်ရတစ်ခုသာဖြစ်ပြီးသူဟာအိယာကနေလန့်နိုးလာခဲ့တာပါ။တကယ်တော့ဇင်းနစ်ဟာကျောင်းမှာဘာသာရပ်တိုင်းမှာအမှတ်ပြရထားတဲ့ပါရမီရှင်ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ဒီနေ့ကတော့သူတို့ရဲ့ဘဝကိုအဆုံးဖြတ်ပေးမဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းခွင်အဖြစ်နိုးထခြင်းအခမ်းအနားကျင်းပတဲ့နေ့ပဲဖြစ်ပါတယ်။လူတိုင်းကဇင်းနစ်တစ်ယောက်အစစ်ညစ်တိုက်ခိုက်ရေးသမားဖြစ်နိုးထလာလိမ့်မယ်လို့မျှော်လင့်ထားကြပေမဲ့တကယ်တမ်းနိုးထလာတဲ့အချိန်မှာတော့သူဟာတာမန်အောက်ခြေတန်းစားညဖြစ်သမားတစ်ယောက်ပဲဖြစ်နေခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ကျောင်းကလူချမ်းသာအတိုင်းဝိုင်းနဲ့ရန်ညိုးရှိတဲ့မက်တီအိုကဇင်းနစ်ကိုလှောင်ပြောင်းပါတော့တယ်။မင်းဘလောက်ပဲစာတော်တော်မင်းရဲ့ဆင်းရဲတဲ့ဘဝနောက်ခံကိုပြောင်းလဲနိုင်မှာမဟုတ်ဘူး။အခုမြင်နေမလား။ကိုမရှိတဲ့သူကမှတကယ်ပါရမီရှင်မင်းလိုတာမန်လူလန်းစားကတော့အောက်ခြေမှာပဲပုတ်တိုးသွားရမှာဆိုပြီးအထင်သေးစကားပြောပါတော့တယ်။ဒါပေမဲ့ဇင်းနစ်ရဲ့ခန္ဓာကိုယ်ထဲမှာတော့ထူးခြားတဲ့စွမ်းရည်တစ်ခုလှုပ်ရှားနေပါတယ်။သူတို့စီမှာတဘာဝပါရမီစွမ်းရည်ကိုထုတ်ယူဖို့အတွက်နောက်ဆုံးခွင့်ရည်တစ်ခုကြံပါသေးတယ်။ဇင်းနစ်ကစွမ်းရည်တလင်းကြောက်ပေါ်ကိုသူ့လက်တင်လိုက်တဲ့အချိန်မှာပဲလူတိုင်းအော်သွားရလောက်အောင်အစစ်မြင့်စွမ်းရည်ထက်တောင်ပိုပြီးရှားပါတဲ့လုတ်လိုက်ပုံစံစွမ်းရည်ကိုရရှိသွားခဲ့ပါတယ်။ဒီစွမ်းရည်ကတိုက်ခိုက်မှုကိုဦးစားပေးပြီးတွေးနေတဲ့ညပြစ်သမားအတွက်အကာအကွယ်တိုင်းတွေပါပေးစွမ်းနိုင်တဲ့အစွမ်းပဲဖြစ်ပါတယ်။ဒီအခြေအနေကိုမနာလိုဖြစ်နေတဲ့မက်တီအိုကဇင်းနစ်ကိုအခုပဲစိန်ခေါ်ချင်နေပါတယ်။တာမန်အောက်ခြေတန်းစကအစစ်မြင့်လုတ်ကြံတက်ဖြတ်သူကိုစိန်ခေါ်ရဲလားဆိုပြီးမေးတဲ့အချိန်မှာပဲအစစ်မြင့်နှင်းမော်စရာမလေး Frost ကကြားထဲကနေဝင်ပါလာပါတယ်။မက်တီအိုက Frost ကိုမြင်တော့ကြောက်လန့်တကြားနဲ့ကျွန်တော်ဘယ်လိုလုပ်မင်းကိုရှင်ရဲမှလဲလို့ပြောပါတယ်။ Frost ကအချိန်3ရက်အတွင်းဘသူအဆင့်ပိုတက်လဲဆိုတာအလောင်းစားလုပ်ဖို့ကန့်လန့်တဲ့အခါမက်တီအိုကမင်းက Frost နဲ့ပြိုင်ဖို့မတန်ပါဘူး။ငါနဲ့ပဲပြိုင်လိုက်ပါလို့ဇင်းနစ်ကိုလှည့်ပြောပါတယ်။သူတို့နှစ်ယောက်ဒီနေ့ညနေ6နာရီမှာဘသူအဆင့်ပိုမြင့်မလဲဆိုတာကိုအဆင့်ကအထူးဝတ်စုံအစုံလိုက်နဲ့အလောင်းစားလုပ်ကြပါတယ်။ဒီဝတ်စုံဟာငွေပမာဏ3သိန်းကျော်တန်ဖိုးရှိတာမို့ဘေးကလူတွေတောင်အံ့ဩသွားကြပါတယ်။ဇင်းနစ်ကလည်းစိန်ခေါ်မှုကိုလက်ခံလိုက်ပြီးညနေ6နာရီမှာတွေ့မယ်လို့ပြောကထွက်လာခဲ့ပါတယ်။ဇင်းနစ်တယောက်ကူပေးမှန်တဲ့ကိုဝင်ဖို့အဖွဲ့ရှာတဲ့အခါမှာတော့တခြားသူတွေကဒိုင်းကင်သမားတွေတွေးဖြစ်ပေးမဲ့သူတွေကိုပဲရှာနေကြပြီးတာမန်များပြစ်သမားဖြစ်တဲ့ဇင်းနစ်ကိုဘယ်သူမှအဖို့မခေါ်ချင်ကြပါဘူး။ပိုဆိုးတာကမက်တီအိုရဲ့အဖွဲ့အစည်းကလူတွေကဇင်းနစ်နဲ့အဖွဲ့ဖွဲ့တဲ့သူမှန်သမျှကိုမြို့ထဲမှာအသက်ရှင်ရက်ခတ်အောင်လုပ်မယ်လို့ချင်းချောက်ထားတာကြောင့်ဇင်းနစ်တယောက်တည်းဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ဇင်းနစ်ကတော့အဖို့မရှိလဲစိတ်မပြတ်ပဲတယောက်တည်းတော့အုပ်ထဲကအောက်ခြေအဆင့်ကူပေးမှန်တဲ့ကိုပဲဝင်သွားခဲ့ပါတယ်။သူ့ရဲ့စွမ်းရည်အစ်စ်ကိုစမ်းတက်တဲ့အနေနဲ့တိုက်ခိုက်မှုအရှိန်နှုန်းကိုမြင့်တင်ပြီးများတွေကိုပစ်ခတ်လိုက်တဲ့အခါသူ့ရဲ့စွမ်းရည်တွေကထိရောက်လုံးရန်သူတွေကိုအလွယ်တကူရှင်းလင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့အမှားမခံတာမှုထိရောက်မှုကိုပဲဦးစားပေးပြီးစနစ်တကျတိုက်ခိုက်ခဲ့ပါတယ်။3နာရီလောက်ကြာပြီးတဲ့နောက်ဇင်းနစ်ကူထဲကထွက်လာတဲ့အခါအပြင်ကလူတွေကသူ့ကိုအထင်သေးစွာနဲ့လှောင်ပြောင်ကြပြန်ပါတယ်။3နာရီတောင်ကြာတာအဆင့်1ပဲရှိသေးတယ်။ boss ကိုတော့မတွေ့ပဲကန်ထုတ်ခံရတာဖြစ်မယ်။မက်တီအိုကတော့သူ့အဖွဲ့ကိုခေါ်ပြီးအခက်အခဲဆုံးကူကိုရှင်းလိုက်တာအခုအဆင့်3ရောက်နေပြီ။မင်းရဲ့ငွေ3သိန်းတန်ဝတ်စုံတော့ဆုံးပြီပဲလို့ပြောကြပါတယ်။ခဏအကြာမှာမက်တီအိုကိုယ်တိုင်ရောက်လာပြီးသူ့ရဲ့အဆင့်5ကိုပြကာကြွားပါတော့တယ်။မင်းရှုံးမှတေချာနေပြီမို့အခုပဲအရှုံးပေးလိုက်ပါတော့။ငါကတနာရင်မင်းကိုကူထဲခေါ်သွားပေးမယ်လို့ပြောပါတယ်။ဇင်းနစ်ကတော့အေးအေးဆေးဆေးပဲညင်းပယ်လိုက်ပါတယ်။ဒါကိုဘေးကနေကြည့်နေတဲ့ Frost ကမက်တီအိုကိုစိတ်ပြတ်စွာနဲ့မင်းတို့ကျောင်းစတက်ကလေးကပြိုင်လာတာမဝသေးဘူးလား။ငါကတော့ဇင်းနစ်ကိုမက်တီအိုလိုလူယုံမှမျိုးစီမှာမရှုံးစေချင်ဘူးလို့ပြောပါတယ်။ဇင်းနစ်ကတော့ဘသူစကားကိုမှဂယုမဆိုင်ပဲများတွေကိုအစင်တင်ပြင်ပြီးဒုတိယအကြိမ်ဖြစ်ကူထဲကိုပြန်ဝင်သွားခဲ့ပါတယ်။အခုတစ်ခါမှာတော့သူ့ရဲ့တိုက်ခိုက်မှုစွမ်းရည်ကနှစ်ဆပိုမြန်လာပြီးအချိန်တနာရီခွဲအတွင်းမှာတင် boss တွေကိုအပြတ်ရှင်းနိုင်ခဲ့ပါတယ်။သူကတာမန်အဆင့်ကိုကြော်ပြီးအထူးအဆင့်ကူပေးမှန်တဲ့ကိုတန်းဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူအပြင်ပြန်ထွက်လာတဲ့အခါအဆင့်3ပဲရှိသေးတာကိုမြင်တော့မက်တီအိုနဲ့သူ့လူတွေကထပ်ပြီးလောင်ကြပါသေးတယ်။ဒါပေမဲ့ဇင်းနစ်ကအချိန်မဆိုင်ပဲအထူးအဆင့်ကူတွေကိုတယောက်တည်းဝင်သွားတဲ့အခါအားလုံးပါဇက်ပိတ်သွားကြပါတယ်။အဆင့်3ပဲရှိသေးပြီးအထူးကူတွေဝင်တာကတော့တေချောင်းကြံတာပဲ။တာမန်တန်းစားကအဲ့ဒီထဲကကောင်တွေရဲ့တစ်ချက်ထဲနဲ့တင်နိုင်တယ်လို့ပြောနေကြတော့မှပဲကျောင်းကတာဝန်ရှိသူတွေကဇင်းနစ်ရဲ့စွမ်းရည်ဟာအမှန်တကယ်တော့အဆင့်နှိမ့်တာမဟုတ်ပဲအနည်းဆုံးအဆင့်စီဒါမှမဟုတ်အဆင့်ဒီလောက်ထိရှိနိုင်တယ်လို့သုံးသပ်မိသွားကြပါတယ်။ကူထဲမှာတော့ဇင်းနစ်ဟာများတစ်စင်းချင်းစီရဲ့ထိုးဖောက်မှုစွမ်းအားကိုတုံးပြီးရန်သူတွေကိုတကောင်ပြီးတကောင်အလဲထိုးနေပါတယ်။သူ့ရဲ့ထိုးဖောက်မှုစွမ်းရည်ကရန်သူအရေးအတွက်များလေလေတိုက်ခိုက်မှုစွမ်းအားကအစမတန်မြင့်မားလေလေဖြစ်တာမို့ရန်သူအုပ်စုကြီးကိုအလွယ်တကူချိန်မုံနိုင်ခဲ့ပါတယ်။အဆင့်5ကိုရောက်တဲ့အချိန်မှာတော့သူဟာဖျားပေးတဲ့စွမ်းရည်လို့ပြောရလောက်မဲ့အမြဲတမ်းတွေးတိုးစေမဲ့စွမ်းရည်ကိုရွေးချယ်လိုက်ပြီးတိုက်ခိုက်မှုတိုင်းမှာတစ်ပင်ပီလူတကောင်ကိုဆင့်ခေါ်နိုင်မဲ့အခွင့်အရေးကိုရရှိသွားခဲ့ပါတယ်။ဒီစွမ်းရည်တွေနဲ့အတူသူဟာအထူးအဆင့်ကူက boss ကြီးကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပြီးအဆင့်6ကိုရောက်ရှိသွားပါတယ်။မက်တီအိုကတော့ဇင်းနစ်ကိုအပြတ်တက်နိုင်ချင်တာမို့အိမ်မက်ဆိုးအဆင့်ကူပေးမှန်တဲ့ကိုဝင်ပြီးအဆင့်8အထိတက်အောင်ကြိုးစားနေပါတယ်။ညနေ6နာရီမတိုင်ခင်မိနစ်ပိုင်းအလိုမှာဇင်းနစ်ကအိမ်မက်ဆိုးကူတဲ့ကိုထပ်ဝင်ပြီးတနာရီအတွင်းမှာတင် boss ကြီးကိုအပြတ်ရှင်းကအဆင့်9အထိတက်လန်းနိုင်ခဲ့ပါတယ်။သတ်မှတ်ထားတဲ့အချိန်ကိုရောက်တဲ့အခါဇင်းနစ်ရဲ့အဆင့်9ကိုမြင်ပြီးမက်တီအိုတယောက်တွေးပြတ်သွားပါတော့တယ်။တယောက်တည်းနဲ့အိမ်မက်ဆိုးကူကိုရှင်းပြီးအဆင့်9အထိတက်လာတာကဘလို့မှမဖြစ်နိုင်ဘူးလို့အော်ဟစ်နေပေမဲ့ဇင်းနစ်ကတော့အလောင်းစားလုပ်ထားတဲ့ပစ္စည်းတွေကိုတောင်းယူလိုက်ပါတယ်။မက်တီအိုကမကျေနပ်တဲ့မျက်လုံးတွေနဲ့မင်းကိုငါတနေ့တက်ရစေရမယ်လို့ချင်းချောက်ပြီးထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီနောက်ဇင်းနစ်အိမ်ပြန်ရောက်တဲ့အခါမိဘတွေကကျောင်းကအခမ်းအနားအကြောင်းမေးပါတယ်။တာမန်မြတ်ပြစ်သမားပဲရခဲ့တယ်လို့ပြောပေမဲ့မိဘတွေကစိတ်မပြတ်ဖို့နဲ့တည်ငြိမ်တဲ့ဘဝကိုဖျက်ဆီးနိုင်ရင်တော့ပါပြီလို့နှစ်သိမ့်ရှာပါတယ်။တင်မကပဲသူတို့စုဆောင်းထားတဲ့ငွေ3သိန်းကိုပေးပြီးအဝတ်အစားကောင်းကောင်းဝယ်ဖို့ပြောပါတယ်။ဇင်းနစ်ကသူဒီနေ့အဆင့်9ထိရောက်ခဲ့တယ်လို့ပြောပြတဲ့အခါမိဘတွေကမယုံနိုင်အောင်အံ့ဩသွားကြပါတယ်။ဇင်းနစ်ကမြို့ပြင်ထွက်ပြီးဆက်ပြီးအဆင့်တက်ဖို့ပြင်ဆင်နေတာကိုမိဘတွေကစိုးရိမ်ပေမဲ့သူ့ရဲ့ပြတ်သားတဲ့ဆန္ဒကြောင့်ခွင့်ပြုလိုက်ကြပါတယ်။နောက်တစ်နေ့မှာကျောင်းကအရာရှိတွေကဇင်းနစ်ရဲ့စွမ်းရည်ဟာအမှန်တကယ်တော့အဆင့် S အထိရှိနိုင်တာကိုသိသွားပြီးအထူးလေ့ကျင့်ရေးအဖွဲ့ထဲတွင်းဖို့လိုက်ရှာပေမဲ့ဇင်းနစ်ကမြို့ပြင်ကိုစောစောစီစီထွက်ခွာသွားခဲ့ပါပြီ။မြို့ပြင်ကတောရိုင်းမြေတွေကကူပေးမှန်တွေလိုအကာအကွယ်စနစ်မရှိတာမို့အလွန်အန္တရာယ်များပါတယ်။ဇင်းနစ်တယောက်ထဲတောထဲမှာရန်သူတွေကိုထိရောက်စွာနှိမ်နင်းရင်း9ရက်အတွင်းမှာအဆင့်15အထိရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့နောက်ကနေတိတ်တဆိတ်လိုက်လာတဲ့လူတစ်ယောက်ကိုဇင်းနစ်ကရိပ်မိပြီးတားဆီးလိုက်ပါတယ်။အဲ့ဒီလူကတော့ထူးခြားတဲ့တပြက်စွမ်းရည်ရှိပြီးယောက်ျားလေးလိုဟန်ဆောင်ထားတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေပါတယ်။ဇင်းနစ်ကသူမရဲ့လှုပ်ဝက်ချက်ကိုသိသွားတဲ့အတွက်သူမကအံ့ဩသွားပြီးဇင်းနစ်ကိုမှတ်ထားလိုက်မယ်ဆိုကထွက်ခွာသွားပါတယ်။ဇင်းနစ်ခီးဆက်နေတော့မှပဲဘာကီရီလို့ခေါ်တဲ့အဖွဲတစ်ခုကသူတို့စီမှာတိုက်ခိုက်ရေးသမားလိုနေတာမို့ဇင်းနစ်ကိုအဖို့ခေါ်ပါတယ်။ဒါပေမဲ့အဖွဲ့ဝင်တချို့ကဇင်းနစ်ကိုတာမန်အဆင့်17ပဲရှိသေးလို့
အထင်သေးပြီးညင်းပယ်ကြပါတယ်ဇင်းနစ်ကလည်းဂယုမဆိုင်ပဲအဆင့်15ကူပေးမှန်တဲ့ကိုတယောက်တည်းဝင်သွားခဲ့ပါတယ်အပြင်ကလူတွေကသူ့တေမာတေချာတယ်လို့ထင်နေကြပေမဲ့ဇင်းနစ်ကတော့9နာရီတွင်းမှာတင်ကူတစ်ခုလုံးကိုရှင်းလင်းပြီးအဆင့်12နဲ့အောင်မြင်ပြန်ထွက်လာခဲ့ပါတယ်ကူအပြင်ဘက်မှာတော့ဝုတ်ဖောင်ခိုင်းကလူတွေကကူကိုအပိုင်စီးပြီးအခြားလူတွေကိုပေးမဝင်ပဲပိတ်ဆို့ထားပါတယ်အဲ့ဒီချိန်မှာပဲစောစောကဓာပြန်တဲ့မိန်းကလေးလူမီနာရောက်လာပြီးဇင်းနစ်ကိုအတူတူပူပေါင်းပြီးဒီခိုင်းကလူတွေကိုရှင်းလင်းဖို့ကမ်းလှမ်းပါတယ်သူတို့နှစ်ယောက်ပူပေါင်းပြီးခိုင်းကလူတွေကိုအပြက်ရှင်းပစ်လိုက်တဲ့အတွက်ဒီသတင်းကမျိုးထဲအထိပြန့်သွားပြီးအာနာပိုင်တွေကပါဇင်းနစ်ကိုတတိထားမိသွားကြပါတယ်လူမီနာကဇင်းနစ်ကိုအဖိုးတန်တဲ့လှုပ်ဝက်ချက်တစ်ခုပြောပြပါတယ်အိမ်မက်ဆိုးကူတွေကဘော့စ်ကြီးကိုလာပြညမှာလာရောင်ကူဝါကိုခေါ်ထုတ်ပြီးတုံးကောင်းဆွဲခွေးအောက်လမ်းရဲ့သွေးကိုဖြန်းလိုက်ရင်အဲ့ဒီဘော့စ်ကပုံမူအစွမ်းထက်တဲ့လာရောင်ဖုတ်ကောင်ပရင်ဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်သူ့ကိုတတ်နိုင်ရင်အလွန်ရှားပါတဲ့ရွှေရောင်ဝစ်စုံအစိပ်ပိုင်းတွေကိုရနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီဘော့စ်ကအလွန်အနေအများတာမှုတတိထားဖို့တတိပေးခဲ့ပါတယ်ဇင်းနစ်ကတော့အဲ့ဒီစိန်ခေါ်မှုကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပြီးကူထဲကိုထပ်မံဝင်ရောက်ကအစွမ်းထက်တဲ့စွမ်းရည်အသစ်တွေကိုရွေးချယ်ပြီးလာရောင်ဖုတ်ကောင်ပရင်ကိုတယောက်တည်းနဲ့အောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပါတယ်ဒါကိုမြင်သွားတဲ့အစင်းမြင့်ចောင်းသားတချို့ကဇင်းနစ်ကိုအားကြပြီးအတူတူကူဝင်ဖို့တောင်းပန်ကြပါတယ်ဇင်းနစ်ကသူတို့ကိုခေါ်ပြီးကူထဲကပစ္စည်းတွေကိုကူညီရှာဖွေပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ဇင်းနစ်ဟာရွှေရောင်ဝစ်စုံအပြည့်စုံကိုစုဆောင်းမိသွားပြီးအဆင့်10ခွန်အထိရောက်ရှိသွားခဲ့ပါတယ်အခုဆိုရင်သူတို့အားလုံးဟာအထက်တန်းចောင်းသားဘဝရဲ့နောက်ဆုံးတိုက်ပွဲကြီးဖြစ်တဲ့ကဘာဦးစစ်မြေပြင်ကူပေးမှန်ကြီးစီကိုတွားရောက်ဖို့အချိန်တန်ပြီဖြစ်ပါတယ်အဲ့ဒီစစ်မြေပြင်ရဲ့အတွင်းစီးထဲမှာတော့အဆင့်20ကျော်အထူး boss တွေရှိနေပြီးလူမျိုးစုမျိုးစင်ကိုရှင်းလင်းနိုင်ရင်အဖိုးတန်စွမ်းရည်စာအုပ်တွေနဲ့လက်နက်တွေကိုရရှိမှာဖြစ်ပါတယ်ကဘာဦးစစ်မြေပြင်ရဲ့စိန်ခေါ်မှုတွေကပိုပြီးပြင်းထန်လာခဲ့ပါပြီဇင်းနစ်ကတော့တောရိုင်းမြေတွေထက်အဆင့်တက်တာ3ဆပုံမြန်နဲ့စစ်မြေပြင်မှာရန်သူတွေကိုတကောင်ပြီးတကောင်အပြက်ရှင်းရင်ဒီနေ့အတွင်းမှာတင်အဆင့်18ကိုရောက်ဖို့တေချာတလောက်ရှိနေပါပြီထူးခြားတာကသူ့ boss ကိုပထမဆုံးအကြိမ်နှိမ့်နှင်းအပြီးမှာတင်အဖိုးတန်နဲ့စစ်မြေပြင်အထူးဝတ်စုံပစ္စည်းတွေတန်းပြီးကျလာခဲ့တာပဲဖြစ်ပါတယ်ဒါဟာစနစ်ကြီးကသူ့ရဲ့လှုပ်လိုက်ပုံစံစွမ်းရည်ကိုထက်မတွက်ပဲအဆင့်မြင့်ရန်သူကိုတယောက်တည်းစိန်ခေါ်နိုင်ခဲ့တယ်လို့သတ်မှတ်ပေးလိုက်တဲ့အတွက်ဖြစ်နိုင်ပါတယ်တကယ်တော့ starting ကတန်း30ဆိုတာတာမန်လူတယောက်ကိုဘဝတစ်ခုလုံးချမ်းသာစေနိုင်ပေမဲ့ဒီလိုအမြဲတမ်းစွမ်းအားတိုးစေမဲ့စစ်မြေပြင်အထူးဝတ်စုံတွေကိုတော့ဘလောက်ပဲပတ်စံရှိရှိဝယ်လို့မရနိုင်ပါဘူးဇင်းနစ်ကလူမီနာစီကိုစစ်မြေပြင်ရဲ့လှုပ်ဝက်သတင်းတွေစုံစမ်းပေးဖို့လမ်းအကူအညီတောင်းတဲ့အခါလူမီနာကမင်းစိန်ခေါ်မှုတိုကင်ပြားကိုဝယ်ဖို့ပြင်နေတာလားဒီလောက်တောင်ပတ်စံချမ်းသာနေတာလားဆိုပြီးအံ့ဩသွားပါတယ်သူမကဇင်းနစ်ကိုစနောက်ပြီးသတင်းတွေကိုအလကားမပေးနိုင်ဘူးလို့ပြောပေမဲ့ဇင်းနစ်ကသူမရဲ့ဝတ်စုံအစ်စ်လေးကလှတယ်လို့ချီးကျူးလိုက်တဲ့အခါမှာတော့သဘောကျသွားပြီးချက်ချင်းပဲသတင်းတွေကိုလိုက်စုံစမ်းပေးပါတော့တယ်စစ်မြေပြင်စာပါဖွင့်ပြီးတနအီကျော်အတွင်းမှာတင်ចောင်းသားပေါင်း3000ကျော်တေဆုံးသွားပြီဖြစ်လို့အခြေအနေကအတော်လေးဆိုးဝါးနေပါတယ်အဲ့ဒီအချိန်မှာပဲကမ္ဘာလုံးဆိုင်ရာကြီးညာချက်တစ်ခုထွက်ပေါ်လာပါတယ်ရှုဒန်စစ်မြေပြင်ကနေဇင်းနစ်တို့ရဲ့တောင်ပိုင်းစစ်မြေပြင်ကိုနိုင်90နှစ်စိန်ခေါ်မှုတိုက်ပွဲဆင်နွှဲလိုက်တာပဲဖြစ်ပါတယ်ရှုဒန်ဆိုတာပါရမီရှင်တွေအများဆုံးစူးစီးနေတဲ့ထိပ်တန်းစစ်မြေပြင်ဖြစ်ပြီးတောင်ပိုင်းကိုအမြဲတမ်းနှိမ့်လေးရှိတာမို့အားလုံးကစိုးရိမ်ကုန်ကြပါတယ်ဒါကိုသိလိုက်တဲ့ဇင်းနစ်ကအောက်ခံပန်းမလားပဲအရှုံးပေးမဲ့အစားသူ့လက်ထဲကစိန်ခေါ်မှုတိုကင်ပြားကိုတုံးပြီးကြောက်စရာကောင်းတဲ့ဟေနာမျိုးနွယ်စုစစ်မြေပြင်ကိုပါပြန်လဲစိန်ခေါ်လိုက်ပါတော့တယ်ဒီသတင်းကြောင့်တစ်ဖက်မှာလည်း SSS အဆင့်ရှိတဲ့အမောင်မျိုးဖြတ်သမားကြီးကတောင်ပိုင်းစစ်မြေပြင်ကိုအထင်သေးစွာနဲ့စောင့်ကြိုနေတယ်လို့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်းဇင်းနစ်ကိုအားလုံးကဝိုင်းပြီးဆဲဆိုပြစ်တင်ကြပါတယ်သူတို့ကဇင်းနစ်ဟာတာမန်များပြစ်သမားဖြစ်ပြီးလူချမ်းသာတွေနဲ့ရှင်ပြိုင်ဖို့မတန်ဘူးတနိုင်ငံလုံးရဲ့အနာဂတ်ကိုဖျက်ဆီးနေတဲ့လူဖျက်ဆီးကောင်ဆိုပြီးလူသိရှင်ကြားကဲ့ရဲ့ကြပါတယ်ဇင်းနစ်တယောက်အားလုံးရဲ့ဝိုင်းဝန်းအမုန်းပွားခြင်းကိုခံနေရတဲ့အချိန်မှာပဲအစင်းမြင့်မြင့်မော်ဆရာမလေး Frost ကသူ့ဘက်ကနေမမမရက်တီပေးခဲ့ပါတယ်ဘသူကပဲမင်းကိုရန်ပြူငါကတော့ငြိမ်ခံမနေဘူးလို့သူမကတတိပေးပါတယ်ဇင်းနစ်ကလည်းဒါကိုဂယုမဆိုင်ပဲသူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့အတွေ့အကြုံ100%ပိုရမယ့်အခွင့်အရေးကိုပဲအာရုံစိုက်ပြီးရန်သူတွေကိုစတင်ချေမှုန်းပါတော့တယ်။ဒီနာမျိုးနွယ်စုတွေကလူသားတွေထက်စွမ်းအားသုံးဆမကတာလွန်တယ်လို့ကြွေးကြော်ထားပေမဲ့ဇင်းနစ်ရဲ့ညာချက်တွေအောက်မှာတော့တကောင်ပြီးတကောင်လဲပြိုကုန်ကြပါတယ်။ဇင်းနစ်ရဲ့တိုက်ခိုက်မှုစွမ်းရည်ကအချိန်တိုတွင်းမှာတင်အစမတန်မြင့်မားလာပြီးစစ်မြေပြင်ရဲ့အဆင့်တက်မှတ်ချက်မှာအဆင့်600ကနေအဆင့်30အဲ့ဒီကနေတဆင့်ကမ္ဘာထိပ်တန်းအဆင့်10ခုစရင်တွေကိုတဟုန်ထိုးတက်လန်းသွားနိုင်ခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့စစ်မြေပြင်အရာရှိတွေနဲ့တောင်းပိုင်းအုပ်ချုပ်ရေးမှူးကြီးကိုယ်တိုင်အံ့ဩမင်တက်သွားပြီးဇင်းနစ်ရဲ့အချက်လက်တွေကိုအဆင့်မြင့်ဆုံးလျှို့ဝှက်ချက်အဖြစ်ချက်ချင်းတတ်မှတ်ပိတ်ပင်လိုက်ပါတော့တယ်။အဲ့ဒီနောက်စစ်မြေပြင်ရဲ့အတွင်းစီးထဲမှာလေးဘက်လေးတန်ကူပေးမှန်ကြီးတွေရှိပြီးအဲ့ဒီထဲကမှဇင်းနစ်တို့အဖွဲ့ကပြလွင်တကားကူပေးမှန်ကိုတွားဖို့ပြင်ကြပါတယ်။ဒါပေမဲ့ဟေနာမျိုးနွယ်စုတွေကအဲ့ဒီကူကိုပိတ်ဆို့ထားတဲ့အတွက်သူတို့ဟာစစ်သွေးအောင်နှက်မြက်ကူပေးမှန်ဘက်ကိုလှည့်ခဲ့ရပါတယ်။လူမီနာကဇင်းနစ်ကိုကူဝါမှာ3နာရီကြာအောင်စိတ်ရှည်လက်ရှိစောင့်ဆိုင်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာတခြားကျောင်းသားတွေကဇင်းနစ်ဟာဘာမှအားကိုးမရတဲ့အောက်ခြေတန်းစားမှုမဆောင်မှုပြောပေမဲ့လူမီနာကတော့ဇင်းနစ်ကိုကာကွယ်ပြောဆိုပေးခဲ့ပါတယ်။ဇင်းနစ်ရောက်လာတဲ့အခါမှာတော့သူဟာအဆင့်20ကိုတက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။သူတို့အဖွဲ့ဟာစစ်သွေးအောင်နှက်မြက်ကူပေးမှန်တွေကိုဝင်ရောက်ပြီး boss ကြီးဖြစ်တဲ့မီးတောင်ပန်းငတ်ကိုစတင်တိုက်ခိုက်ကြပါတယ်။ဒီငှက်ကြီးကနောက်တန်းကလူတွေကိုပြန်တန်းပြီးတိုက်ခိုက်နိုင်တယ်လို့တွေးနေသွားရင်လည်းချက်ချင်းတွေးပြန်ပြနိုင်တဲ့အစွမ်းရှိပါတယ်။ဒါပေမဲ့ဇင်းနစ်ရဲ့မယုံနိုင်လောက်အောင်မြန်ဆန်ပြီးပြင်းထန်လာတဲ့ညာချက်တွေကြောင့် boss ကြီးဟာတွေးပြန်ဖြည့်ခွင့်တော့မရပဲပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ပါတယ်။သူတို့အဖွဲ့ဟာကူပေးမှန်တွေကိုအကြိမ်ကြိမ်ဝင်ရောက်ပြီးအဖိုးတန်တဲ့စစ်သွေးအောင်ခရစ်စတလင်ကြောက်တုံးအမြောက်များကိုစုခူးနိုင်ခဲ့ပါတယ်။အပြင်မှာတော့ဟေနာမျိုးနွယ်စုတွေကကူဝါကိုဝိုင်းရံပိတ်ဆို့ပြီးလူသားတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်နေကြပါတယ်။လူသားစစ်တပ်ရဲ့စိတ်သက်တွေပြပြနေတဲ့အချိန်မှာပဲဇင်းနစ်ကကူထဲကနေထွက်လာပြီးသူ့ရဲ့အစွမ်းထက်လာတဲ့ညာချက်တွေနဲ့ဟေနာမျိုးနွယ်စုတွေကိုတစ်ချက်တည်းနဲ့အပြည့်ရှင်းပစ်လိုက်ပါတယ်။ပုံမှန်ကြည့်စမ်းအဲ့ဒါစိန်ခေါ်မှုတိုကင်ပြားကိုတုံးခဲ့တဲ့ဇင်းနစ်ပဲလူသားကျောင်းသားတွေကအံ့ဩတာကြီးနဲ့အော်ဟစ်ကြပါတယ်။သူတို့အားလုံးကဇင်းနစ်ကိုလူဆိုးတယောက်လိုထင်မြင်ခဲ့ကြပေမဲ့အခုတော့ဇင်းနစ်ရဲ့ကယ်တင်မှုကိုခံလိုက်ရတဲ့အတွက်ဇင်းနစ်ကြီးအသက်ရှည်ပါစေဆိုပြီးအားတက်တရောအော်ဟစ်ချီးကျူးကြပါတော့တယ်။ဇင်းနစ်ရဲ့စွမ်းအားကြောင့်ဟေနာစစ်တပ်ကြီးလည်းလမ်းဖြန့်ပြီးဆုတ်ခွာသွားခဲ့ရပါတယ်။တိုက်ပွဲအပြီးမှာတော့ကျောင်းသားအဖွဲ့အားလုံးကစနစ်တကျပြန်လည်စုစည်းပြီးကူပေးမှန်တဲ့ကိုဝင်ဖို့အတွက်တိုက်ခိုက်မှုစွမ်းရည်အလိုက်အလှည့်ကျဝင်ရောက်ဖို့သဘောတူညီမှုရယူကြပါတယ်။ဒါပေမဲ့အားလုံးကကယ်တင်ရှင်ဇင်းနစ်ရဲ့အဖွဲ့ကိုတော့ဘာကန့်သက်ချက်မှမရှိဘဲအချိန်မရွေးလွတ်လပ်စွာဝင်ထွက်သွားလာခွင့်ပေးလိုက်ကြပါတော့တယ်။ဇင်းနစ်ရဲ့ကဘာဦးစစ်မြေပြင်ခီးစဉ်ကတော့ပိုပြီးစိတ်လှုပ်ရှားစရာကောင်းလာခဲ့ပါပြီ။စစ်သွေးအောင်နှက်မြက်ကူပေးမှန်ကိုအောင်မြင်ချိန်မုံပြီးတဲ့နောက်မှာတော့သူတို့အဖွဲ့ဟာရရှိလာတဲ့ပြလွင်တကာခရစ်စတလင်ကြောက်တုံးတွေကိုခွဲဝေဖို့ပြင်ကြပါတယ်။ဒီကြောက်တုံးတွေကမော်တိုက်ခိုက်မှုကိုတိုးမြင့်ပေးတာဖြစ်လို့ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ရတဲ့မြတ်ပြစ်သမားဇင်းနစ်အတွက်တော့
အသုံးမဝင်ပါဘူးဒါကြောင့်သူကလူမီနာနဲ့အဖွဲ့သားတွေကိုဝေမျှပေးခဲ့ပြီးနောက်ထပ်ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေရနိုင်မဲ့ဖြူစင်သောကြားတစ်ကူပေးမှန် White Tiger Dungeon တက်ကိုဆက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဇင်းနစ်တယောက်ခေနာမျိုးနွယ်စုတွေရဲ့အဓိကအခြေစိုက်စခန်းဖြစ်တဲ့ဖြူစင်သောကြားတစ်စုံကိုတယောက်ထဲသွားပြီးအမဲလိုက်တော့မယ်ဆိုတဲ့သတင်းကြောင့်လူမှုကွန်ရက်ပေါ်မှာထပ်ပြီးကြရက်ထပြန်ပါတယ်တချို့ကလည်းသူဟာအစစ်နဲ့ညပြစ်သမားတတ်မှုတေချာပေါက်တည်လိမ့်မယ်လို့ဆဲဆိုကြတယ်လို့လူမီနာကိုမျက်စိကျနေတဲ့ချမ်းသာတဲ့အတိုင်းဝိုင်းကလူချို့ကလည်းဇင်းနစ်ကိုလူမီနာနားမှာမထားဘဲအကွက်စင်တက်ဖြတ်ဖို့အထိကြံစီကြပါတယ်ဒါပေမဲ့လူမီနာကတော့ဇင်းနစ်ကိုအပြည့်အဝယုံကြည်တဲ့အတွက်တခြားចောင်းသားအဖွဲ့တွေစီကနေဇင်းနစ်လိုအပ်မဲ့ကာကွယ်ရေးစွမ်းရည်တိုးစေမဲ့ကြောက်တုံးတွေကိုပြလွင်နဂါကြောက်တုံးတွေနဲ့လဲလှယ်ပေးဖို့လိုက်လံစီယုံပေးခဲ့ပါတယ်ဖြူစင်သောကြားတစ်စုံကိုရောက်တဲ့အခါမှာတော့ဇင်းနစ်ဟာရန်သူတွေရဲ့အနောက်တန်းကိုလှုပ်ဝက်စိတ်ဝင်ဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှာပဲဟေနာမျိုးနွယ်စုတွေရဲ့ရန်ပြုခြင်းကိုခံနေရတဲ့မြေခွေးမျိုးနွယ်စုကပါရမီရှင်မလေးမရက်ဖြတ် marriage နဲ့ဆုံတွေ့ခဲ့ပါတယ်မရက်ဖြတ်ဟာသူမရဲ့မျိုးနွယ်စုစွမ်းရည်ဖြစ်တဲ့ရုပ်ဖြတ်မော်ပညာကိုတုံးပြီးဟေနာမျိုးနွယ်စုတွေကိုခိုးဝင်ခဲ့ပေမဲ့ဒဏ်ရာရသွားလို့ရုပ်ဖြတ်မော်ပြက်ပြက်ပြီးအနေရကြုံနေရတာဖြစ်ပါတယ်ဇင်းနစ်ကသူမကိုရန်သူတွေလက်ထဲကနေအချိန်မီကယ်တင်ပေးခဲ့ပါတယ်အဲ့ဒီနောက်ဇင်းနစ်နဲ့မရက်ဖြတ်တို့ဟာပူးပေါင်းဖို့သဘောတူလိုက်ကြပါတယ်မရက်ဖြတ်ကဇင်းနစ်ကိုဟေနာမျိုးနွယ်စုရဲ့အထက်တန်းစားစစ်တီတအူးအတွင်းပြောင်းလဲပေးခဲ့ပြီးသူတို့နှစ်ယောက်ဟာရန်သူကူပေးမှန်အဖွဲ့တွေကိုနှုတ်ဝက်ပူးပေါင်းဝင်ရောက်ခဲ့ပါတယ်ကူပေးမှန်နဲ့ရောက်တာနဲ့ဇင်းနစ်ဟာရန်သူတွေကိုအတန်တိတ်အပြက်ရှင်းဖြစ်တဲ့အပြင်ကူပေးမှန်ရဲ့ boss ကြီးဖြစ်တဲ့ကြောက်မက်ဖွဲဖြူစင်သောကြားတစ်ကိုလည်းမိနစ်မပြည့်ခင်မှာတဲ့အပြင်းထန်ဆုံးညချက်တွေနဲ့ဒူးထောက်စေခဲ့ပါတယ်သူတို့နှစ်ယောက်ဟာဒီနီလန်းကိုတုံးပြီးကူပေးမှန်တွေကိုတစ်ခုပြီးတစ်ခုအချိန်တိုအတွင်းအချိန်ချင်းရှင်းလင်းခဲ့ပါတယ်ဒါတင်မကသေးပဲဇင်းနစ်ကဟေနာမျိုးနွယ်စုရဲ့ထိတ်တန်းကောင်းဆောင်ဘုံခရက်ရှာ Bone Crusher အဖြစ်ရုပ်ဖြတ်ပြီးဟေနာမျိုးနွယ်စုနဲ့သူတို့ရဲ့လက်အောက်ခံမျိုးနွယ်စုတွေကြားမှာတွေးခွဲတက်ဖြတ်မှုတွေဖြစ်အောင်အကွက်ချဖန်တီးခဲ့ပါတယ်ဒါကြောင့်ဖြူစင်သောကြားတစ်စုံတစ်ခုလုံးမှာဟေနာမျိုးနွယ်စုအချင်းချင်းပြည်တွင်းစစ်ဖြစ်ပွားပြီးအလုံးရင်းနဲ့တေးကြီးပျက်စီးကုန်ကြပါတော့တယ်ဒီလိုနဲ့ဇင်းနစ်ဟာတညတာအတွင်းမှာတင်ပြလွင်နဂါကြောက်တုံးအသေး3000ကျော်အကြီး100ကျော်နဲ့ဖြူစင်သောကြားတစ်ကြောက်တုံးအမြောက်များကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်သူရရှိလာတဲ့ကြောက်တုံးတွေကိုလူမီနာကတဆင့်တခြားចောင်းသားအဖွဲ့တွေကိုပြန်လည်ချပြလိုက်တဲ့အခါမှာတော့တကြောင်းလုံးကပါရမီရှင်တွေဟာဇင်းနစ်ရဲ့မယုံနိုင်လောက်စရာစွမ်းဆောင်ရည်ကိုမြင်ပြီးပါဇက်အဟောင်းသားဖြစ်သွားကြရပါတယ်ဇင်းနစ်ကိုအထင်သေးခဲ့တဲ့ចောင်းသားတွေလည်းဘာမှပြန်မပြောရတော့ပါဘူးနောက်ဆုံးမှာတော့ဇင်းနစ်ဟာဗဟိုချက်မှစစ်မြေပြင်ကိုသွားဖို့ပြင်ဆင်ပါတယ်အဲ့ဒီနေရာမှာចောင်းသားတွေကထိတ်တန့်အဖွဲ့ဖြစ်တဲ့ဘာကီရီဗော့ကရီအဖွဲ့နဲ့ဆုံတွေ့ပါတယ်ဘာကီရီအဖွဲ့ကဇင်းနစ်ကိုသူတို့အဖွဲ့ထဲဝင်ဖို့ဖိတ်ခေါ်ပေးမဲ့ဇင်းနစ်ကညှင်းပယ်ခဲ့ပြီးအနောက်ကနေပဲလိုက်ပါမယ်လို့ပြောပါတယ်ဒါကိုဘာကီရီအဖွဲ့တွေကလူအချို့ကဇင်းနစ်ဟာအလကားလိုက်ပါစားတော့မဲ့သူ free loader ဆိုပြီးကဲ့ရဲ့ရှုတ်ချကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲစနစ်ကြီးရဲ့အချက်လက်ကြီးညာချက်ထွက်ပေါ်လာတဲ့အခါအားလုံးစုံသွားကြပါတယ်ဘာဖြစ်လို့လဲဆိုတော့တာမန်များပြစ်တမလို့သူတို့ထင်ထားတဲ့ဇင်းနစ်ရဲ့လက်ရှိအဆင့်ဟာအဆင့်22အထိရောက်ရှိနေပြီးဘာကီရီအဖွဲ့ကထိတ်တန့်ပါရမီရှင်တွေတောင်အဆင့်19သာရှိသေးလို့ဖြစ်ပါတယ်ဇင်းနစ်ရဲ့အစွမ်းကိုတည်သွားတဲ့လူမီနာနဲ့သူမရဲ့အဖွဲ့သားတွေကတော့ဘာကီရီအဖွဲ့ကနေချက်ချင်းနှုတ်ထွက်ပြီးဇင်းနစ်ရဲ့နောက်ွယ်မှာပဲသစ္စာရှိလိုက်ပါဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်ကဲlevel 22အထိအစမတန်အစွမ်းထက်နေတဲ့ဇင်းနစ်တယောက်ရှေ့ဆက်ပြီးဗဟိုချက်မကဗျမ်းပရာဖြစ်နေတဲ့ကမ္ဘာအဆင့်စစ်မြေပြင်ပွဲကြီးတွေကိုဘလို့အကျန်းစားတိုက်ကွက်တွေနဲ့ထပ်မံရင်ဆိုင်ပြီးတလောကလုံးကိုတုံ့လို့စေအောင်မလဲဆိုတာကတော့တကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစရာပါပဲဗျာဒီနေ့ဇလန်းလေးတော့ဒီမှာပဲပြီးဆုံးသွားပါပြီဗျာနောက်ထပ်စိတ်လှုပ်ရှားစရာဇလန်းတွေကိုဆက်လက်ကြည့်ရှုဖို့ချမ်းအောင် subscribe လုပ်ထားပြပါဦးနော်